Hello အားလုံးပဲမင်္ဂလာပါ CC YouTube Channel မှာအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ကျွန်မဖယားရဲ့နှုတ်ကပတ်တော်ဝေငှမှာဖြစ်ပါတယ်ကျွန်မဖယားဖွင့်ပြတဲ့နှုတ်ကပတ်တော်ကိုဝေငှမဲ့ခေါင်းစဉ်ကတော့ကျွန်မဘယ်လိုသတ်မှတ်ထားလဲဆိုတော့တင်းရဲ့တိုင်ပင်ဖို့တိုင်ပင်ဖြစ်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်မပြီးချင်တာခေါင်းစဉ်ကိုကျွန်မပြီးချင်တာဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်မအခုမျှဝေသွားမဲ့ဖယားရဲ့နှုတ်ကပတ်တော်ကတော့ဟေဘဲဩဝါဒစာအခန်းကြီး6အငယ်73ကနေ78ထိဖြစ်ပါတယ်အဲ့ဒီအငယ်73ကနေ78ထိကိုကျွန်မတို့လေ့လာတဲ့အခါမှာကျွန်မတို့ဖတ်တဲ့အခါမှာဘယ်သူရဲ့အကြောင်းကိုအခြေခံပြီးတော့မှရေးထားတာလဲဆိုတော့ကျွန်တော်တို့ဗာလေအာဗြဟံရဲ့အကြောင်းဖြစ်ပါတယ်အာဗြဟံရဲ့အကြောင်းဆိုကြတဲ့ကသူယုံကြည်သူတော်တော်များများကတိကျွမ်းတဲ့လူပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပါတယ်သူကတော့ဖခင်ရဲ့ဂရုတော်တွေကိုယုံကြည်ပြီးတော့မှဘယ်လိုလဲတီးခံပြီးတော့မှစောင့်ဆိုင်တဲ့အခါမှာဖခင်ထားတဲ့ဂရိတော်ထဲကိုသူဝင်စားနိုင်တာဖြစ်တယ်ဟာလေလုယာကျမတို့တော်တော်များများပေါ့နော်တခုခုပြဿနာတခုခုကြုံတဲ့အခါတိုင်းမှာကျမတို့ကဘယ်သူ့ကိုအရင်ဆုံးတိုင်ပင်ဖက်ပြုတ်လဲအဲ့ဒီအမတားမအရေးကြီးပါတယ်ကျမတို့တိုင်ပင်အရင်ဆုံးဘယ်သူ့ကိုတိုင်ပင်ရမှာလဲဆိုတော့ကျမတို့ဖယားသခင်ကိုနံပါတ်1နေရာမှာကျမတို့ထားပြီးတော့မှကိစ္စတစ်ခုခုတင်ကြုံတဲ့အခါတိုင်းမှာတင်းရဲ့လူတွေစီကနေတင်မပြောလူတွေကိုမပြောခင်ပေါ့နော်ဖယားကိုအရင်ဆုံးတိုင်ပင်ဖြစ်ပြုတ်ပါဖယားကိုတင်ဘယ်လိုပြောမှာလဲစိတ်နှလုံးအကျွမ်းမဲ့နဲ့သူ့ရဲ့မျက်မှောက်တော်ထဲမှာအရင်ဆုံးတိုးဝင်ပါဖယားကိုနံပါတ်1နေရာမှာထားပါဆိုတဲ့အရာကိုကျွန်မပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဗြဟံကလည်းဒီကျမ်းပိုက်ကျွန်မ73ကိုဖတ်တဲ့အခါမှာပေါ့နော်အယံခွန်အားရတယ်ဖယားသခင်ဒီအာဗြဟံ၌ဂရိထားတော်မူသောအခါတဲ့ကိုတော်ထက်တာ၍ကြီးမြတ်သောသူကိုတိုက်တည်၍ကျိန်ဆိုရမရှိသောကြောင့်တဲ့ကိုတော်ကိုတိုက်တည်၍ငါသည်တင့်အားအစဉ်အမဲကောင်းကြီးပြီးမည်တင့်ကိုအစဉ်အမဲသူဖွားစီမည်ဟုကျိန်ဆိုတော်မူ၏တဲ့အာဗြဟံကလူရီဒီပေါ့နော်လူမျိုးများစွာသူ့ရဲ့ဘယ်လိုပြောမလဲသူ့ရဲ့မိဘတွေသူ့ရဲ့မယားတွေပေါ့နော်သူ့မှာတိုင်ပင်ဖြစ်အများကြီးရှိတဲ့ထဲမှာသူကဖယားသခင်တဲ့ကြီးမြတ်တဲ့သူမရှိဘူးသူ့ကိုပဲငါအရင်တိုင်ပင်မယ်ဆိုပြီးတော့မှကိစ္စတစ်ခုခုကြုံတဲ့အခါတိုင်းမှာသူဖယားကိုပဲနံပါတ်1နေရာမှာသူတိုင်ပင်ဖို့အဖြစ်သူရွေးခဲ့တာဖြစ်တယ်အဲ့ဒီရွေးခဲ့တဲ့အပေါ်မှာလဲသူကဖယားဂတိတော်တွေကိုသူဆွဲလန်းတဲ့အခါမှာချစ်ချင်းကြီးပေါ့နော်အဲ့ဒီဂရိတော်တွေကသူ့ရဲ့အသက်တာထဲမှာသူ့ရဲ့မိသားစုထဲမှာသူ့ရဲ့ generation ထဲမှာချစ်ချင်းကြီးဘယ်လိုပြောမှလဲဝန်ခနဲ့ဒီကောင်းကြီးတွေသူရတာမဟုတ်ဘူးဒီကျမတို့အောက်ကိုဆက်ပြီးတော့မှဖတ်မယ်ဆိုရင်ပေါ့နော်အာဗြဟံတီးခံလက်ဆောင်နေပြီးမှဂရိတော်ကိုဝန်စားလေတဲ့အာဗြဟံကတီးခံပြီးတော့မှစောင့်ဆိုင်တဲ့အခါမှာဖယားပြင်ဆင်ထားတဲ့ဂရိတော်ထဲကိုဝန်စားလို့ရတာဖြစ်တယ်ဟာလေလုယာကျမတို့ယုံကြည်သူတော်တော်များများလေကျမတို့ဆုတောင်းတဲ့အရာတွေမပြည့်စုံလာဘူးကျမတို့ဆုတောင်းတဲ့အဖြေတွေမရလာတဲ့အခါမှာကျမဆုတောင်းတာနှစ်ပေါင်းများစွာကြာခဲ့ပြီကျမမရဘူးကျမအဖြေမရဘူးပေါ့နော်ဖယားသခင်စီကနေလာတဲ့အဖြေမရဘူးဖယားကကျမရဲ့စကားကိုကျမဆုတောင်းတဲ့အတန်ကိုဖယားနားမနှောင်းဖို့ဆိုပြီးတော့မှကျမတို့တခါတလေကြာရင်ဖယားကိုတော့မှအပစ်တင်တတ်တယ်အဲ့လိုမှဖယားဘူးကျမတို့ဖယားစီကနေလာတဲ့ကောင်းကြီးကျမတို့တီးခံပြီးတော့မှစောင့်နေတယ်ဆိုသူ့ရဲ့ချင်းချက်အချိန်တစ်ခုရောက်လာတဲ့ခါကျရင်သူ့ရဲ့ဂရိတော်ထဲကိုကျမတို့ဝင်စားရမယ်ဆိုတာကျမတို့ယုံကြည်ချက်နဲ့ကျမတို့စောင့်ဆိုင်ရမှာဖြစ်တယ်ဟာလေလုယာကျမတို့တော်တော်များများကဆုတောင်းတဲ့ခါကျရင်ချစ်ချင်းကြီးရခြင်းတယ်မရတဲ့ခါကျရင်လည်းဖယားကိုအပစ်တင်တတ်တယ်ဟာလေလုယာအဲ့ဒီအရာတွေတည်းကနေကျမတို့လုံးဝဖယားကိုအပစ်တင်တဲ့စိတ်တွေကျမတို့အသက်တာထဲမှာမထားမိပါစေနဲ့အဲ့ဒီအရာကတင်းရဲ့ကောင်းကျိုးတွေတင်းရဲ့ကောင်းကြီးတွေကိုဘယ်လိုပြောမှာလဲမရောက်လာနိုင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့တွေ့ကြုံရတဲ့အရာတွေကနေဒုက္ခဆင်းရဲတွေကနေဖယားသခင်ကကယ်လွတ်နိုင်တယ်ပြီးတော့မှဖယားကဂတိထားဖယားရဲ့ဂတိတော်တွေကိုကျမတို့ဆွဲလန်းတဲ့အခါမှာအဲ့ဒီဂတိတော်ထဲကိုကျမတို့ဝင်စားဖို့အတွက်ဒီကြားထဲမှာပေါ့နော်ဒီကြားထဲမှာဒီဂတိတော်ထဲကိုဝင်စားဖို့အတွက်ကျမတို့ရှောက်လန်းရမယ့်အရာထဲမှာပေါ့နော်ကောင်းတဲ့အရာတွေချဲကျမတို့ရင်ဆိုင်ရတာမဟုတ်ဘူးဟာလေလုယာဒီထဲကနေကျွန်တော်တို့ဖယားပင်စင်ထားတဲ့ဂတိတော်ထဲကိုဝင်စားဖို့အတွက်ကျမတို့ဒီမှာရှိစေရမယ့်အနာဂတ်မှာဟာလေလုယာတွေ့ကြုံရမယ့်
ခက်ခဲများစွာကိုကျမတို့ရင်ဆိုင်ရမှာဖြစ်တယ်အဲ့ဒီခါမှာလဲကျမတို့လုံးဝစိတ်တမကြပဲနဲ့ဖျားထားတဲ့ဂရိတော်တွေကိုယုံကြည်ခြင်းနဲ့ဆွဲလန်းပြီးတော့မှကျမတို့ရှော့လန်းဖို့အရန်ရည်ကြည်တယ်အာဗြဟံရဲ့အသက်တာကိုကျမတို့ကြည့်တဲ့အခါမှာသူကောင်းကြီးဖျားပေးထားတဲ့ဂရိတော်ကိုသူချက်ချင်းကြည့်ရတာမဟုတ်ဘူးနော်အချိန်အကြာကြီးစောင့်ပြီးမှသူရခဲ့တာဖြစ်တယ်အဲ့လိုပဲကျမတို့ရဲ့အသက်တာထဲမှာလဲပေါ့နော်ဖျားပင်စင်ထားတဲ့ကောင်းကြီးတွေကျမတို့ဂတိတော်တွေကိုယုံကြည်တဲ့အခါမှာအိုးကျမရဲ့အသက်တာထဲမှာဒီကောင်းကြီးကချစ်ချင်းကြီးရောက်မလာပြင်မဲ့ကျမအနာဂတ်မှာဖျားပင်စင်ထားတဲ့အရာဘလောက်ထိဟာလေလုယာကြီးမြတ်လဲဘလောက်ထိဘယ်လိုပြောမှာလဲကောင်းတယ်ဆိုတဲ့အရာကိုကျမတို့ခံစားနေရတာဖြစ်တယ်။ယုံကြည်ခြင်းဆိုတာမမြင်ရသေးတဲ့အရာတွေကိုဆွဲလန်းပြီးတော့မှကျမတို့မျက်မှောက်ပြုရမှာဖြစ်တယ်။ဟာလေလုယာမြင်ပြီးသားအရာတွေမဟုတ်ဘဲနဲ့မမြင်သေးတဲ့အရာတွေကိုကျမတို့ဖြစ်ရမယ်။ကျမတို့အနာဂတ်မှာဖျားပြင်ဆင်ထားတဲ့ဂရိတော်ထဲကိုကျမတို့ဝန်စားရမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျမတို့ရှော့လန်းဖို့အမတန်မှအရေးကြီးပါတယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ဖျားသခင်ကအာဗြဟံကသူ့ရဲ့ဖျားထားတဲ့ဂရိတော်ကိုသူဆွဲလန်းတယ်အချိန်အကြာကြီးစောင့်ဆိုင်ပြီးတော့မှဖျားကသူ့ကိုကောင်းကြီးပြီးတဲ့အခါမှာဟာလေလုယာဘယ်လိုပြောမှာလဲဒီတိုင်းပဲခဏတာကောင်းကြည့်ပြီးတဲ့ဖရားမဟုတ်ဘူးအစင်အမဲကောင်းကြည့်ပြီးတဲ့ဖရားဖြစ်တယ်အစင်အမဲတင်းရဲ့မိသားစုကိုတိုးဖွားခြင်းကောင်းကြီးကိုပြီးတဲ့ဖရားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျမတို့ဖရားရဲ့ချင်းချစ်တဲ့အချိန်တစ်ခုရောက်လာဖို့အတွက်ကျမတို့စောင့်ရတဲ့အချိန်တွေကြာကောင်းကြာပါလိမ့်မယ်ဒါပေမဲ့တင်စိတ်ဓာတ်မကြပါနဲ့ဟာလေလုယာအဲ့ဒီတင်စောင့်နေတဲ့အချိန်မှာပင်လဲစုံစမ်းနှောက်ရှစ်ခြင်းတွေရောက်လာနိုင်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီစုံစမ်းနှောက်ရှစ်ခြင်းတွေတင်ကြုံတဲ့အခါမှာလဲဖရားရဲ့ဂတိတော်ဖရားရဲ့နှုတ်ကပတ်တော်ကိုတင်ဆွဲလန်းပြီးတော့မှရက်တည်ပါဟာလေလုယာရှောက်လန်းပါဟာလေလုယာအချင်းစာတန်တင်းရဲ့နှုတ်ကနေဝန်ခံရမယ့်နှုတ်ကပတ်ကပါလဲဆိုတော့အချင်းစာတန်ငါနောက်တော့ဆုတ်လို့ငါလဲတော်လဲထပြန်လိမ့်မည်ဟာလေလုယာမောင်မိုက်နိုင်နေရတော်လဲထာဝရဘုရားတင်ငါဤအလင်းဖြစ်တော်မူလိမ့်မည်အဲ့ဒီနှုတ်ကပတ်တွေကိုတင်ဆွဲလန်းပြီးတော့မှတင်းရဲ့ရှောက်လန်းနေရတဲ့လမ်းခရီးမှာကြုံတွေ့နေရတဲ့အခက်ခဲထဲကနေဒီဖရားရဲ့နှုတ်ကပတ်တော်နဲ့ဆွဲလန်းပြီးတော့မှကျမတို့ဝင်စားနိုင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျမတို့ကျမပြောချင်တဲ့အရာကတိုင်ပင်ဖြစ်ဟာလေလုယာတင်းရဲ့မိဘတွေတင်းရဲ့ဆွေမျိုးသားချင်းတွေတင်းရဲ့သားသမီးတွေကိုကျမမတိုင်ပင်ရဘူးလို့ပြောတာမဟုတ်ဘူးเนาะပထမဦးဆုံးဖရားကိုတိုင်ပင်ပါအဲ့ဒီဖရားကိုတိုင်ပင်ပြီးတော့မှတင်းရဲ့အရင်နေ့ဆုံးမိဘအရင်နေ့ဆုံးတင်းရဲ့ခင်ပွန်းတင်းရဲ့မယားတော်လကောင်းပေါ့နော်တိုင်ပင်ပါတင်းရဲ့အနေကိုမောင်နှမတွေတိုင်ပင်ပါဒါပေမဲ့ဖရားကိုတော့နံပါတ်1နေရာမှာထားပြီးတော့မှတိုင်ပင်ပါဖရားကတင်းအတွက်24နာရီအလုတ်ပြီးတဲ့ဖရားဖြစ်တယ်။တင့်အတွက်24နာရီအကြံအစီကောင်းတွေနဲ့တင့်ကိုကြံစီပြီးတဲ့ဖရားဖြစ်တယ်။ဟာလေလုယာ။အဲ့ဒါကြောင့်မလို့ဖရားကိုတိုက်နံပါတ်1နေရာမှာတိုက်ပင်ပါတိုက်တီးပါဆုတောင်းပါဟာလေလုယာ။ကျမတို့ကျမတို့ရဲ့ခင်ပွန်းတော်လကောင်းကျမတို့ရဲ့မယားတော်လကောင်းကျမတို့ရဲ့မိဘတွေတော်လကောင်းပေါ့တော့ကျမအတို့အတွက်24နာရီလုံးဝအချိန်မပေးနိုင်ပါဘူး။ဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့ဖရားတော့တင်နဲ့ကျွန်တော်အတွက်အမေရနေ့ရက်စဉ်တိုင်းမှာဟာလေလုယာအလုံးလုံးပြီးတဲ့ဖရားဖြစ်တယ်ဟာလေလုယာယနေ့မနေ့နောင်ကာလမပြောင်းလဲတဲ့ထာဝရဖရားဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ကိစ္စတစ်ခုခုကြုံတဲ့အခါတိုင်းမှာအရင်ဆုံးဖရားတခင်ကိုတိုက်တည်ပါဆုတောင်းပါတင်းရဲ့စန္ဒတွေအားလုံးကိုသူ့ကိုယင်ဖွင့်ပါအဲ့ဒါဆိုရင်သူ့ရဲ့မျက်မှောက်တော်ထဲမှာတင်တိုးဝင်နေဆိုရင်ဖရားထားတဲ့ဂတိတော်တွေကျမတို့တကယ်ဝန်စားရမှာဖြစ်တယ်ဆိုတဲ့အရာကိုကျမပြောချင်ပါတယ်ပြီးတော့မှကျမတို့ဖရားကကျမတို့အတွက်အမဲရန်အာမခံပြီးတဲ့ဖရားဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်မလို့ဒီနှုတ်ကပတ်ကိုကြားနေတဲ့သူတယောက်ချင်းစီတရဲ့အသက်တာထဲမှာတင်ကြုံတွေ့နေရတဲ့အရာထဲကနေပေါ့နော်ကိစ္စတစ်ခုခုပြဿနာတစ်ခုခုပဲဖြစ်တင်တွေ့ကြုံရတဲ့အခါမှာဘယ်တော့မှစိတ်မကြပါနဲ့ဖရားကိုပဲပထမဦးဆုံးတိုက်တင်ပါတိုက်တည်ပါပြီးတော့မှသူ့ကိုပဲယင်ဖွင့်ပါအဲ့ဒါဆိုရင်တင်းရဲ့ကိစ္စအားလုံးဖရားသခင်ကဖြည့်ရှင်းပေးသွားမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျမတို့ဖရားနဲ့အမေရန်မိတ္တဟာရဖွဲ့ခြင်းဟာကျမတို့အသက်တာကျမတို့ရဲ့အနာဂတ်မှာတကယ်ကောင်းချီးခံစားရမယ်ဆိုတာကျမလည်းယုံကြည်တာဖြစ်တယ်ကျမဒီလိုပြောတဲ့အခါမှာကျမရဲ့အသက်တာထဲမှာဒီလိုကောင်းချီးတွေအခု
ဘယ်လိုပြောမှလူတွေတော့ဗမြန်မာကပေါ့နော်သူလည်းဒီလိုနှုတ်ကပတ်တွေပြောပြီးသူ့ရဲ့အိမ်ထောင်သူ့ရဲ့အမိသားစုဘစ်တောင်းကိုကြည့်တဲ့အခါမှာသူ့မှာလည်းဘာမှဘယ်လိုပြောမှလဲအတူယူဖို့ကောင်းတဲ့အရာပါတခုမှမရှိပါဘူးလို့ကျမကိုပြောမိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျမကတော့ကျမရဲ့ဖြစ်နေတဲ့အရာကိုကျမမကြည့်ဘူးအနာဂတ်မှာဖျားပင်စင်ထားတဲ့ကောင်းကြီးမင်္ဂလာဘယ်လောက်ထိကြီးမားတယ်ဆိုတဲ့အရာကိုကျမသိလိုက်တဲ့အခါမှာအားကြောင့်ဖျားရဲ့ကြီးစိုးတော်ကိုကျမမချီးမွမ်းပဲမနေနိုင်ဘူးမပြောပဲမနေနိုင်တဲ့အတွက်ကြောင့်မလို့ကျမဟောပြောရခြင်းဖြစ်ပါတယ်ဟာလေလုယာဖခင်ကတင့်အတွက်ဘယ်တော့မှအဆိုးမကြံစီတဲ့ဖခင်ဖြစ်တယ်တင့်အနာဂတ်မှာဘယ်လောက်ထိဖခင်ပင်စင်ထားတဲ့ကောင်းကြီးတွေကြီးမားလဲဆိုတော့ဖခင်ကကျမတို့ယုံကြည်တွေသားသမီးတွေကိုကောင်းကြီးပေးတဲ့ခါကျရင်မလုံး